အားလုံးမင်္ဂလာပါဒီချက်ဒီနေ့သင်ပေးမှာကတေးကြိုးဘောင်းမီပတ်တန်လေးเนาะတေးကြိုးဘောင်းမီလေးဒီတေးကြိုးဘောင်းမီမှာဆိုရင်ဒီချက်တို့ကအတိုင်း၃ခုရှိတယ်အရှည်ရဲ့ဒီခါကနေကိုလိုတလောက်တိုင်းပေါ့နောက်ပြီးွားရင်တင်ပြီးွားရင်ဒီချက်တို့ခြေဝလေးတိုင်းမယ်เนาะဒီနေရာလေးကိုတိုင်းတာခြေဝအဲ့တော့ဒီချက်တို့အခုအရှည်ကနေစပြီးတိုင်းမယ်အရှည်တိုင်းမယ်ဆိုဒီချက်တို့ကဒီနောက်ရဲ့ခါအရှည်ရဲ့အဲ့နေရာတွေကမတိုင်းဘူးဘယ်ကတိုင်းမလဲဆိုတော့ဒီချက်တို့ခန္ဓာကိုယ်ရဲ့ဘေးဘက်เนาะအဲ့နားလေးကနေစပြီးတော့တိုင်းမယ်အောက်ဘက်ကိုဒီချက်တို့ဘယ်ထိတိုင်းမလဲဆိုတော့ဒီအပေါ်ဘီးနားကနေပြီးတော့เนาะခါရဲ့ဘေးဘက်ကနေကြည့်အဲ့ရနေတိုင်းပြီးအောက်ကခြေမျက်စိအထိခြေတို့တိုင်းမယ်ခြေမျက်စိပုတ်သွားเนาะအမှားခြေမျက်စိလေးရှိရဲ့အဲ့အထိကိုခြေတို့တိုင်းမယ်ဒါကတေးကြိုးပေါင်းပြီးရဲ့အရှည်အဲ့တော့ခါဆိုရင်လည်းခါမှာခြေတို့ချက်ပြုတ်ဝတ်တက်လာအဲ့လိုမျိုးလေးကြည့်နော်နောက်ပြီးတင်အတွက်ကကြတော့ဒီမှာသူ့ရဲ့တင်အမောက်ဆုံးနေရအဲ့ရဲ့ပတ်ပတ်လေးကိုတိုင်းမယ်ခြေတို့ပတ်ပတ်လေးတိုင်းတာတင်အမောက်ဆုံးရဲ့ပတ်ပတ်လေးကိုတိုင်းတာနောက်ပြီးခြေတို့ခြေဝကြတော့ဘယ်လိုတိုင်းလဲဆိုတော့ပုံမှန်ဒီတိုင်းခြေချင်းဝတ်ကြီးကိုပတ်ပတ်လေးတိုင်းတာမဟုတ်ဘူးခြေတို့ကခြေဝကိုဒီလိုအရှိဘက်ကနေပြီးတော့အနောက်ဘက်ကိုဖနှောက်အောက်ကိုပေကြိုးလေးကိုပတ်ပြီးတိုင်းတာမတစ်ချက်ပုံဆွဲပြမယ်နော်အဲ့တိုင်းလေးဆွဲပြီးတော့ခြေတို့ပတ်လေးတိုင်းတာနော်ဟိုဘက်ဒီဘက်ကိုပေကြိုးကိုတခါတည်းဒီခြေဖနှောက်နဲ့အရှိရခြေချင်းဝတ်အပေါ်ဘက်လေးနဲ့ကိုပတ်ပြီးတော့တိုင်းတာအဲ့ဆိုခြေတို့အရှိရပြီတင်ရပြီခြေဝါရပြီဆိုရင်ခြေတို့ကဒီတေးကြိုးပေါင်းပြီးဆွဲလို့ရပြီနော်အဲ့ခြေတို့ကိုယ်တိုင်းတွက်မယ်ဆိုရင်အရှိဆိုရင်ဒီခြေတို့ကတိုင်းထားတဲ့အရှိမှာခြေတို့က၄လက်မှပေါင်းမယ်အဲ့တော့38နဲ့4နဲ့ပေါင်းရင်40ရမယ်နော်နောက်ပြီးတင်ကြတော့ခြေတို့ဘယ်လိုတွက်မလဲဆိုတော့တင်ပတ်လေကိုခြေတို့ဘာနဲ့စားမလဲဆိုတော့4နဲ့စားမယ်4ပုံပုံလိုက်တာပေါ့နော်4ပုံပုံလိုက်တယ်ပြီးတော့4နဲ့စားတယ်လို့လည်းခေါ်တယ်ပြီးရင်ရလာတဲ့အဖြေကိုခြေတို့ကဘယ်လောက်ပေါင်းမလဲဆိုအပွားစား3လက်မခွဲပေါင်းမယ်အခုဓမ္မဆိုရင်တင်က40ဆိုတော့4ပုံပုံလိုက်တော့10လက်မရတယ်အပွားစား3လက်မခွဲပေါင်းလိုက်တော့73လက်မခွဲရတယ်ဒီကိုယ်တိုင်းမှာဆိုနော်အဲ့တော့တင်ပြီးွားရင်ခြေတို့ဘာလာမလဲဆိုတော့ခြေဝကိုကြတော့ဒီခြေတို့ကဘာနဲ့စားမလဲဆိုတော့ခြေဝမှာသူ့ရဲ့မူလခြေဝ73လက်မရှိတယ်နော်အဲ့73လက်မကိုဒီခြေတို့က2နဲ့စားမယ်ခြေဝအောင်2နဲ့စားပြီးတော့ခြေတို့ဘယ်လောက်ပေါင်းလဲဆိုတော့ခြေတို့နည်းနည်းခပ်ပွားလေးလိုချင်တယ်ဆိုရင်ခြေတို့2လက်မပေါင်းလိုက်တယ်နော်တကယ်လို့အရန်အပွားကြီးမလိုချင်ဘူးဆိုရင်တော့ခြေတို့1လက်မပဲပေါင်းဒီခြေတို့ဒီမှာခပ်ပွားလေးလိုချင်လို့2လက်မပေါင်းတယ်အဲ့တော့ခြေဝရတယ်နော်ခြေဝပြီးရင်ခြေတို့ဒီမှာအတိုင်းတာထဲမှာမပါတဲ့တစ်ခုရှိတယ်ဘာလဲဂွဘောင်းမီမှာတစ်ချက်လို့ဂွားရှိတယ်အဲ့ဂွားရဲ့အကျေကိုဘယ်ကနေယူပြီးတော့ဆွဲရမလဲဆိုတော့တင်ရနေပြီးတော့ခြေလို့တွက်ပြီးဆွဲရမှာเนาะဒီဂွားကအတိုင်းမယူဘူးခြေတော့တေးကြိုးဘောင်းမီမှာဆိုရင်တင်ရဲ့အတိုင်းတာနဲ့အခြေခံပြီးတော့ခြေလို့ဂွားကိုတွက်မယ်เนาะအဲ့တော့မြင်သာအောင်လို့ခြေဂွားရဲ့ပုံသင်းလေးကိုမှင်နီလေးနဲ့ရေးပေးမယ်ဂွားကိုတွက်မယ်ဆိုရင်ခြေတော့တင်ကို3ပုံပုံလိုက်မယ်3နဲ့စားတာမဟုတ်ဘူးเนาะ3ပုံပုံတာ3ပုံပုံလိုက်ပြီးတော့ရလာတဲ့အဖြေကိုမှဒီခြေတော့2လက်မှပေါင်းလိုက်ရင်ဒါဂွားအကြရသွားပြီเนาะအဲ့တော့တင်ကို3ပုံပုံပြီးတော့တစ်ချက်တို့ရလာတဲ့အဖြေကို2လက်မပေါင်းဒီမှာเนาะအဲ့ဒါဆိုတစ်ချက်တို့ခွာအကြရပြီအဲ့တော့အခုတစ်ချက်ကတင်ကဘယ်လောက်ရှိဆို40ကို3ပုံလိုက်ရင်73လက်မကြော်ရမယ်เนาะအဲ့တော့တစ်ချက်73လက်မနဲ့3စိတ်ထားမယ်ပြီးရင်အဲ့73လက်မ3စိတ်ကိုတစ်ချက်ကဘယ်လောက်နဲ့ပေါင်းလဲဆိုတော့2လက်မပေါင်းမယ်အဲ့ဒါဆိုရင်တစ်ချက်ရဲ့ခွာအကြဘယ်လောက်ရမလဲဆိုတော့15လက်မနဲ့3စိတ်ရเนาะအဲ့တော့15ခွဲနဲ့ဆွဲလေးရတယ်တစ်စိတ်ကလေးပို့ပြီးတော့ဟုတ်ပြီလားဒါကတေးကြိုးဘောင်းပြီးအတွက်တဲ့ကွာเนาะစတိုင်ပန်တို့ fit သွားပြီးတော့ဝစ်တဲ့ကွာတွေအတွက်ကြတော့ဒီတိုင်းတွက်လို့မရဘူးဒါကအပွားအကြလေးလောက်ထားတာအဲ့တော့အရှိတင်ခြေဝကွာတွေရပြီဆိုရင်ခြေတို့ပတ်တန်ဆွဲလို့ရပြီเนาะအခုခြေတို့ဘောင်းပြီးပတ်တန်လေးကိုစပြီးတော့ညှက်မယ်เนาะဘောင်းပြီးပတ်တန်ဆွဲမယ်ဆိုရင်အရင်ဆုံးခြေတို့ပိတ်စလေးကိုဒီလိုမျိုးလေးခောက်ယူလေးခောက်လိုက်ရမယ်เนาะဒီပိတ်စကိုခောက်ပြီးရင်ဒီဘက်အချက်မှာကိုယ့်ဘက်အချက်မှာခောက်ယူထားဒီဘက်မှာဒီခြေတို့ကညှက်ရမယ်ပိတ်စဒီလိုမျိုးအဟာလေးထားထားမယ်နော်အဲ့တော့ဒီခောက်ယူကနေပြီးတော့ဒီဘက်ကလည်းတင်ခွင်အကျယ်လွတ်ပါစေခုနဒီခြေတို့တင်ခွင်ကိုတွက်ထားတယ်ဒီခြေဒီမှာတွက်ထားတဲ့အတိုင်းမှာဆို73ခွဲရှိတယ်ဒါဆိုရင်အနည်းဆုံး14လက်မှရှိရမယ်73ခွဲတဲ့နည်းနည်းလေးအပို့နော်အဲ့တိုင်းရှိရမယ်မရှိဘူးဆိုတော့ဒီခြေတို့ကပိတ်စမလောက်ဘူးပေါ့နော်ပိတ်စလောက်အောင်ညှက်အဲ့မှာပြီးရင်ဘာလုပ်ရမလဲဆိုတော့ဒါလေးကခောက်ယူလေးနော်မြင်သာအောင်ပြထားတယ်ဒီအပေါ်ကနေပြီးတော့ဒီအောက်ကိုအတိုင်းတာတွက်ထားတဲ့အရှိဖြစ်ရမယ်ခုနကခြေတော့38ကို4လက်မှပေါင်းထားတယ်42လက်မှဟုတ်ပြီနော်အဲ့တော့ဒီကနေဒီက42လက်မှတစ်ချက်တစ်ခါတည်းပေါင်းပိတ်ထားလိုက်တာနော်42လက်မှရှိတယ်အရှိယူပြီးသွားပြီဒါကအပေါ်ဒီကောင်လေးကအောက်ဘက်နော်
အဲ့တော့ပြီးသွားရင်ကျတို့ကဘာယူရမလဲဆိုတော့ဂွယူရမယ်အရှိယူပြီးသွားရင်ဂွယူမယ်ဂွကိုကျတို့ခုနကတွက်ထားလိုက်တာ15လက်မှ30ရှိတယ်ဒီအပေါ်ကနေပြီးတော့ဒီအောက်ကိုဂွလေးလာမယ်အဲ့ဒါဆိုကျတို့ဒီနားလေးကနေဒီကိုကျတို့ဒါဂွနေရလို့ပဲမှတ်လိုက်ဒီမှာပတ်တန်အကျန်းလေးဆိုတစ်ချက်ခမန်းချီလေးနဲ့သွားပြီးမယ်ဒါ15လက်မှ30နေရနော်အဲ့တော့ဂွနေရမှာတစ်ချက်တို့ကဒီကနေပြီးတော့ခောက်ရိုးကနေဒီဘက်ကိုတင်အကျယ်ယူရမယ်တွက်ထားပြီးသားတင်အကျယ်တစ်ချက်တို့တွက်ထားတာ73လက်မှခွဲရှိတယ်အဲ့တော့ဒီကနေပြီးတော့ဒီခောက်ရိုးလေးကနေဒီဘက်ကိုတစ်ချက်တို့တင်အကျယ်လေးယူလိုက်မယ်ထားလိုက်ဒါတင်အကျယ်နေရပဲထားလိုက်ဒီထီရနော်အဲ့ဒါဆိုရင်ဒါကတစ်ချက်တို့တင်အကျယ်ဖြစ်သွားပြီဒီအပေါ်နဲ့ဒီအောက်ကိုတင်အကျယ်ကတသက်မှတ်ထဲမှတ်ထားနော်မြင်းလေးကိုဒီလိုလေးအသားလေးလိုက်ပြီးတော့ဆွဲတာဒါဘာအတွက်လဲဆိုတော့တစ်ချက်တို့ဂွားဝိုက်ဖို့အတွက်နော်အဲ့ဒါဆိုရင်ဂွားနေရာမှာတစ်ချက်တို့တင်အကျယ်ဆွဲလိုက်တဲ့ဒီဘက်ကိုတင်ရသွားပြီဒါလေးကဂွားရှင်းအောင်နော်ဒါကဂွားဒီကောင်ကတင်ရပြီဆိုတစ်ချက်တို့ဘာလုပ်ရမလဲဆိုတော့ဒီမှာတင်အကျယ်တိုင်းအမှတ်ရှိအဲ့အမှတ်ကနေအတွင်းထဲကိုတစ်ချက်တို့နှစ်လက်မခွဲဝင်မယ်နှစ်လက်မနဲ့၄စိတ်ဝင်လိုက်မယ်ဒီဝင်တဲ့နေရာကနေဒီကိုတစ်ချက်တို့မြင်းလေးတစ်ချောင်းအသားလေးဆွဲထားလိုက်မြင်းမှတ်ပဲเนาะဒီကနှစ်ခွဲဒီကလည်းနှစ်ခွဲမြင်းမှတ်ဆွဲပြီးရင်တစ်ချက်တို့ဘာလုပ်ရမလဲဆိုတော့သူ့ကိုဒီအပေါ်မှာသူ့ရဲ့ဒီကောင်ကိုတစ်ချက်တို့၄ပုံပုံလိုက်เนาะ၄ပုံအညီလေးခုဒီမှာတစ်ချက်တို့ဒီကောင်ကို၄ပုံပုံလိုက်တယ်တစ်ပုံနှစ်ပုံသုံးပုံ၄ပုံเนาะ၄ပုံပုံပြီးတော့တစ်ချက်တို့ဒီအမှတ်လေးကိုနည်းနည်းရှည်ရှည်လေးဆွဲထားမယ်အဲ့ဒါကတစ်ချက်တို့ဂွားဝိုင်းမယ်နေရပြီးဒီအချွန်ကနေပြီးတော့ခြေတို့ဒီဘက်ကိုအလဲကောင်เนาะဒီအလဲလေးကနေပြီးတော့ဒီဘက်ကိုမြင်းလေးတစ်ချောင်းဆိုရဲအဲ့ဒါကနှစ်ခွဲရှိပြီစီဒီမြင်းရဲ့အကျယ်ကနှစ်ခွဲရှိရเนาะဒါလေးကနှစ်ခွဲရှိရမယ်အဲ့နှစ်ခွဲကိုခြေတို့ကဒီမှာဒီအောက်ဆုံးအမှတ်ရဲ့အပေါ်ဒီအောက်ဆုံးအမှတ်နဲ့ဒီကောင်ဒုတိယမြောက်အမှတ်နဲ့เนาะဒီအောက်ဆုံးအမှတ်ရဲ့အပေါ်အမှတ်နဲ့ကိုတဝက်ဝက်ပြီးတော့ခြေတို့ဘာလုပ်ရမလဲဆိုတော့ပေကူးလေးနဲ့ဝိုက်မယ်เนาะဒီမှာတစ်ချက်ပတ်တန်အသေးမို့လို့လက်နဲ့ပဲဝိုက်ပြမယ်သူ့ကိုဒီလိုလေးလာဒီမြင်းလေးအတိုင်းပဲဆွဲပြီးတော့ဒီမှာဒီတဝက်ရောက်ပြီဆိုတစ်ချက်တို့ကအသားလေးဒီမှာနှစ်ခွဲသွားတဲ့ဥစ္စာနဲ့ဒီလိုလေးယူလိုက်မယ်ကျဲဒါခံမှန်းကြီးဆွဲတယ်ဆိုတော့နှစ်ခွဲကဒီဘက်အရှိလျှော်သွားလို့เนาะပတ်တန်အကြီးကြရင်ဒီတိုင်းလေးလာလိုက်မယ်အဲ့တိုင်းလေးဆွဲလိုက်ပြီဆိုရင်ကျတို့ဘောင်းမီခွာလေးရပြီပြီးရင်ဘာလုပ်ရမလဲဆိုတော့ဒီမှာကျတို့ခြေဝယူထားတယ်ခြေဝကဘယ်လောက်ရှိလဲဆိုတော့8ခွဲเนาะခြေဝကိုဒီကျတို့ကဒီကိုလာလိုက်မယ်ခြေဝ8ခွဲယူလိုက်မယ်ကိုယ့်ရဲ့ခြေဝ8ခွဲအမှတ်เนาะအဲ့ရနေပြီးတော့ခြေတို့ဘာလုပ်လဲဆိုတော့အတွင်းထဲကိုတလက်မပြန်ဝင်လိုက်ဒီကောင်ကဒီကနေဒီအထိကကိုယ့်ရဲ့မူလခြေဝ8ခွဲအမှတ်အဲ့ရနေအတွင်းထဲကိုတလက်မပြန်ဝင်ဒါယာယီအမှတ်ကလေးတလက်မပြန်ဝင်ပြီးဘာလုပ်လဲဆိုတော့ယာယီလေးကိုချက်မြင်းအနီလေးနဲ့ပဲဆွဲပြမယ်เนาะဒီတိုင်းလေးလာလိုက်မယ်ဒီကနေဒီကိုဆွဲလိုက်မယ်ဆွဲပြီးအဲ့မြင်းကိုခြေတို့တဝက်ဝက်လိုက်မယ်အဲ့တဝက်ကိုဒီခြေတို့ကဘာလုပ်ရမလဲဆိုတော့အဲ့တဝက်ကနေမှဒီတလက်မကိုမြင်းပြန်ဆွဲမယ်သူ့ကိုဒီလိုလေးပြန်ဆွဲမယ်အဲ့ဒီခြေတို့ရဲ့ဘောင်းမီကဘယ်လိုထွက်လာမလဲဆိုတော့ဒီလိုလာမယ်ဒီလိုလေးလာမယ်เนาะဒါပတ်တန်အကျန်းလေးเนาะအဲ့တော့သူ့ရဲ့ဘောင်းမီထွက်လာမယ်ပုံစံလေးကအခုဒီပုံစံလေးထွက်မယ်ဒီမှာတစ်ချက်မြင်းချစ်ပြမယ်เนาะအခုပုံစံလေးထွက်လာမယ်เนาะဒီပုံစံလေးရမယ်တေချိုးဘောင်းမီအပွားပတ်တန်အကြီးမှာဆိုရင်တော့ပို့ပြီးတော့ပုံစံလေးကထင်းပြီးတော့ထွက်လာမယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာသူကတစ်စစ်ချိုးလေးလာပြီးတော့ဒီလိုလေးလာမယ်ဒီနေရာကိုဘာကြောင့်ဒီလိုချိုးလဲဆိုတော့ဒါတကောက်ခွက်ရှိတဲ့နေရာတကောက်ခွက်ရှိတဲ့နေရာမှာဒူးလေးကိုတိမ်ပေးထားလိုက်တာเนาะအဲ့ပုံစံလေးအဲ့တော့ဒီမှာနှစ်ခွဲဝင်မယ်ဒီနေရာမှာဒီခြေတို့ကပုံမှန်ခြေဝအတိုင်းယူပြီးတော့အတွင်းကိုတလက်မနောက်ဆုတ်မယ် point လေးရเนาะပြီးတော့မှဒီမြင်းကိုဆက်လိုက်မယ်ဆက်ပြီးတော့အလဲကောင်ကနေပြီးတော့မှဒီခြေတို့ဒီကိုလာလိုက်မယ်အဲ့ဒါဆိုရင်ခြေရက်တေးကျူပေါင်းပြီးရပါပြီ